အထူးအမှားကန်တနည်းတည်းပါဝင်ပြီးတော့တအိမ်လုံးအစုံအသုံးပြုလို့ရမယ်ဘိုင်ဆန်ဘီရဲ့2500ကျိုးရတက်စီမီးသက်လေးနဲ့မိတ်ဆက်ပြီးမှပဲဖြစ်ပါတယ်ခင်ဗျာဒီဘိုင်ဆန်ဘီရဲ့2500ကျိုးရတက်စီမီးသက်လေးကတော့မစီမအောက်ပုတ်ပါဝါ2500ဝက်ကနေပြီးတော့ဝိုက်တဲ့အောက်ပုတ်ပါဝါ2200ဝက်အထိထွက်ရှိရပဲဖြစ်ပါတယ်ဒီမီးသက်လေးရဲ့ရှင်းမြတ်တဲ့ပြင်မှာဆိုရင်လည်းရေသူမိုးစုခံတဲ့ယခုလိုမျိုး AC အထွက်ပေါင်းနှစ်ခုလည်းပါရှိသေးရပဲဖြစ်ပါတယ်circuit breaker လေးလည်းပါရှိရပဲဖြစ်ပါတယ်။ဒါအပြင်တွဲဖို့ဘက်ထရီတစ်လုံးအားသွင်းနိုင်ရန်အတွက် DC အထွက်ပေါက်တစ်ခုလည်းပါရှိသေးရပဲဖြစ်ပါတယ်။လူချင်းမင်းတို့အနေနဲ့ဒီမီးစက်လေးရဆိုရင်တော့ပြင်အထူးအမကန်တင်းတင်းတီးတီးပေါဝင်ပြီးတော့အင်ဂျင်အား9ကောင်အားလေးနဲ့ပြုလုပ်ထားတဲ့အတွက်လူချင်းမင်းတို့အနေနဲ့ ACC 999နဲ့အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာ။ဒီမီးစက်လေးကိုဝယ်ယူထားမယ်ဆိုရင်တော့ပြင်အိမ်သုံးရုံသုံးလျှက်စစ်ပစ္စည်းတွေဖြစ်တဲ့ Air Cooler, Pan က TV, Wi-Fiအထည်ချုပ်စာပုံမော်တာတွေအပြင်အခြားလျှက်စစ်ပစ္စည်းလေးတွေအသုံးပြုလို့ရအောင်ပါပဲဖြစ်ပါတယ်။လူချင်းမင်းတို့အနေနဲ့စိတ်ဝင်စားလို့ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့ပြင်ကျွန်တော်တို့ဆယ်ပြားပြီးရဲ့ hotline ဖုန်းနံပါတ်လေးဖြစ်တဲ့300ကို09933030ကိုဆက်သွယ်မေးမြန်းလို့ရတာပဲဖြစ်ပါတယ်။ဒါအပြင်ဆယ်ပြားကြီးဆိုင်ကြီးဖွင့်လှစ်ထားတဲ့ရန်ကုန်မန္တလေးပြုံးလီနဲ့တောင်ကြီးတို့မှာလည်းလူချင်းမင်းတို့ကိုယ်တိုင်ကိုကြားလာရောက်ဝယ်ယူအားပေးလို့ရတယ်လို့အိမ်ရောက်ဝင်ကြီးစနစ်ပို့ဆောင်ကအခမဲ့နဲ့လည်းမှာယူအားပေးလို့ရတာပဲဖြစ်ပါတယ်ခင်ဗျာ။